လက်ရှိကဘာကြီးရဲ့သတင်းတွေအရာပေါ့နော်ကျွန်တော်တို့တွေရပါတော့ပြည်ပထွက်ပြီးတော့အလုပ်လုပ်မယ်ဆိုရင်တော့မှကျွန်တော်တို့မသွားတဲ့နိုင်ငံတွေရှိတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီကဘာကြီးရဲ့နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့စစ်ရေးတွေနဲ့ပတ်သက်ပြီးတော့ဖြစ်စေနိုင်ငံတွေရဲ့အခြေအတင်းတွေနဲ့ဖြစ်စေစီးပွားရေးတွေနဲ့ဖြစ်စေပေါ့နော်ကျွန်တော်တို့တွေအများကြီးပဲပြည်ပခါတွေဖြစ်နေတာဖြစ်တယ်ပေါ့နော်လက်ရှိမှာလည်းအမေရိကမှာလည်းကျွန်တော်တို့ဒေါ်နယ်ထရန့်ကတက်နေတာဖြစ်တဲ့အတွက်နိုင်ငံကအင်အားကြီးနိုင်ငံတွေတကယ်justစုပ်ကန်ပြီးတော့မှကျွန်တော်တို့သူကပေါ့နော်စီးပွားရေးလမ်းကြောင်းတွေရော၎င်းစစ်မှုရေးရာတော့၎င်းပေါ့နော်အများကြီးပဲပိတ်ဆို့ထားတာရှိတယ်အဲ့တော့ကျွန်တော်တို့အိုမန်တို့ဘာလို့သွားမဲ့လူတွေဒူဘိုင်းတို့ဘာလို့သွားမဲ့လူတွေပေါ့နော်ပြီးတော့ယူကရိန်းဘက်တွေပေါ့နော်မနီမကန်ဘက်တွေဥရောပဘက်တွေသွားမဲ့လူတွေရှိရဆိုရင်တော့မှကျွန်တော်မသွားစေချင်ဘူးเนาะအဲ့တော့ဘာကြောင့်လဲဆိုတော့လက်ရှိအခြေအနေမှာကျွန်တော်တို့ပြည်ပဖြစ်ပြီဆိုရင်အဲ့နိုင်ငံတွေကဂျားနိုင်ငံတွေကဂျားညက်မှာပေါ့နော်အဲ့တော့မြန်မာနိုင်ငံနဲ့အနည်းဆက်ဆုံးနိုင်ငံတွေပဲသွားပါပေါ့နော်အဲ့တော့မြန်မာနိုင်ငံအနည်းဆက်ဆုံးနိုင်ငံတွေကဘယ်နိုင်ငံလဲဆိုတာအားလုံးသိပြီးသားတွေဖြစ်ပါပေါ့နော်အဲ့တော့ကိုယ်ကမဖြစ်မနေသွားမယ်ဆိုရင်တော့အနည်းဆက်ဆုံးနိုင်ငံလေးတွေပဲသွားကြပါအရင်အဝေးကြီးမသွားကြပါဘူးเนาะအမေရိကန်ဆိုတဲ့ဟာကလည်းအရင်တော့ကိုရီးယား dream ပေါ့နော် American dream ဆိုတာရှိခဲ့ဘူးလေလက်ရှိအချိန်မှာ American dream ဆိုတဲ့ဟာကလည်းကျွန်တော်အနေနဲ့လည်းအဲ့လောက်ထိသွားချင်တဲ့နိုင်ငံတွေမှာမပါတော့ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ safety မဖြစ်ဘူးလို့ခံစားရတယ်သတင်းတွေကိုကြည့်ကြည့်ပါပေါ့နော်